တမထွားချိုင်းပေမဲ့အန်သားစရာကောင်းလောက်အောင်တိမ်မွေးလာတဲ့တောကောင်ကြီးဂေါ်ရီလာတွေနဲ့မိတ်ဆက်ပေးပါရစေဒီတက်တော်ဝါကြီးတွေကိုလူတွေကအထင်မှားတကြပေမဲ့တကယ်တမ်းတော့သူတို့မှာချစ်စရာကောင်းပြီးထူးခြားတဲ့အချက်လေးတွေအများကြီးရှိပါတယ်အပင်စားတက်တော်ဝါကြီးများဖြစ်ပြီးဂေါ်ရီလာတွေဟာသူတို့ရဲ့ကြောက်စရာကောင်းတဲ့ခန္ဓာကိုယ်ရွယ်စားနဲ့မလိုက်အောင်အပင်စားတက်တော်ဝါတွေချစ်ကြပါတယ်ဒီနေ့တာလုံးကိုအပင်တွေတစ်မြစ်တွေနဲ့တစ်တီးဝက်လံတွေကိုမြင်ရရှက်ရည်စားတော့ရင်အချိန်ကုန်ဆုံးလေးရှိပါတယ်နေ့စဉ်အိတ်တန်းတစ်ဆောက်ပြီးသူတို့ဟာညတိုင်းတကိုင်းတွေတရက်တွေနဲ့အိတ်ဆက်ဖို့အတိုက်တစ်လေးတွေကိုစောက်လေးရှိပါတယ်ညတိုင်းနေရာတစ်မှာစခန်းချပြီးခီးထွက်နေရတယ်လို့ပါပဲခေါင်းဆောင်အုပ်စုရဲ့အကြီးကဲအထီးကြီးကိုဆေဘာဘက်လို့ခေါ်ကြပါတယ်သူ့ရဲ့ကြောကုန်းပေါ်မှာငွေအောင်မွေးမြင်တွေပေါက်နေတာကိုအစွဲပြုပြီးခေါ်တာပါသူဟာမိသားစုတစ်ခုလုံးကိုဥဆောင်တဲ့ဆုံးဖြတ်ချက်တွေချပေးတယ်ပြီးတော့အားလုံးကိုအကာအကွယ်ပေးပါတယ်တကယ့်ကိုတာဝန်ကြီးတဲ့ခေါင်းဆောင်ကြီးပေါ့လူသားတွေနဲ့နီးစပ်မှုကဂေါ်ရီလာတွေဟာသူတို့ရဲ့ဒီအန်98%နီးပါးလူသားတွေနဲ့တူညီကြပါတယ်ကျွန်တော်တို့နဲ့ဝမ်းကွဲညီအကိုတွေလို့အောင်ပြောရပါတယ်သူတို့မှလည်းလူတွေလိုပဲထူးခြားတဲ့စရိုက်ကိုစီရှိကြပြီးအစာရှာဖို့ဒါမှမဟုတ်ရေနဲ့တိုင်းဖို့အတွက်တစ်ခက်လေးတွေကိုကိရိယာဖြစ်အသုံးချတတ်ကြပါသေးတယ်ဆက်သွယ်ပြောဆိုပုံကလေးအရာမတက်တော်ဝါကြီးတွေဟာအတန်မျိုးပြုတ်ပြီးတကောင်နဲ့တကောင်ဆက်သွယ်ကြပါတယ်ရင်းရင်းနှီးနှီးအော်တန်ကနေစိုးရိမ်တကြီးညီတော်တန်အထိရှိပါတယ်အထူးသဖြင့်ဂေါ်ရီလာတကောင်အစာစားနေရင်တိုးတိုးလေးတချင်းကြီးသလိုအတန်ပြုတ်နေရင်ဒါဟာသူရမ်းပျော်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲကာကွယ်စောင့်ရှောက်ဖို့လိုအပ်နေခြင်းအခုတော့အရေးကြီးတဲ့အပိုင်းကိုပြောပြချင်ပါတယ်ဂေါ်ရီလာမျိုးစိတ်တော်များများဟာသူတို့နေထိုင်ရာတောတောင်တွေပျက်စီးလာတာနဲ့တရားမဝင်အမဲလိုက်ခံရတာတွေကြောင့်မျိုးသုံးပြောက်ွယ်တော့မဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်ဒီအန်သားစရာကောင်းတဲ့တတဝါကြီးတွေဆက်လက်ရှင်တန်နိုင်ဖို့သူတို့ရဲ့တောတောင်တွေကိုကျွန်တော်တို့ကာကွယ်ပေးဖို့လိုအပ်ပါတယ်ဂေါ်ရီလာတွေဟာတကယ့်ကိုထူးခြားတဲ့တတဝါတွေပါသူတို့ဟာတဘာဝတရားကြီးရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့နဲမှုနဲ့လှပတဲ့အန်သားစရာတွေပဲချစ်ပါတယ်ဒီလိုဘ ഹു တုတရားစရာနဲ့အခြားဇာတ်လမ်းတွေကြည့်ရဖို့ဖော်လို့လုပ်ခဲ့ကြပါအောင်မျိုးတို့စိတ်ပန်းပြေဖို့အဆက်မပြတ်တင်ဆက်ပေးပါမိခဗျာ